ငမျိုးရဲ့ချက်ချကြတဲ့ iPhone 6 Pro မှာဘာတွေရှိလဲဘာတွေဝယ်လို့ရလဲဆိုတာဒီနေ့ကျွန်တော်နဲ့အတူတူ6ကြည့်ကြရအောင်ခင်ဗျာအောက်ထပ်မှာတော့မတော်ကုန်ပစ္စည်းတွေဖလားကုန်တွေနဲ့မိဖို့ချောင်းတော့စားတော့ကုန်တွေစုံစုံလင်လင်ရနိုင်တဲ့ marketplace ရှိပါတယ်marketplace ချစ်တဲ့မှာတော့ modern sun နဲ့မျိုးသမီးဝတ် fashion တွေနဲ့မျိုးသားဝတ်တွေပါရနိုင်တဲ့ escort ဆိုင်ရှိတယ်လို့လူငယ်ကြိုက်အခီလည်းဒီထက်မှာပဲရှိပါတယ်ခင်ဗျငွေပေးရှင်းမှုအတွက်လည်း cash အပြင် KB ARP နဲ့ card တွေပါအဆင်ပြေပြေတောင်းလို့ရပါတယ်။ဘိုက်စာလာပြီဆိုရင်တော့ escort ဘေးက lottery မှာအကျွတ်ကျော်ကြက်ကျော်နဲ့ကြက်စီထမင်းပူပူလေးဝင်ဆွဲလို့ရပါလေခင်ဗျာ။အသက်ပဲရှိတဲ့ဆက်လီကားလေးကနေအပေါ်ဓာတ်ကိုတက်လာရင်တော့ top bookie ကြိုက်သူတွေအတွက်နာမည်ကြီးအုံမုတ်ကိုတန်းတွေ့ရပါမယ်။အဲ့ဒီပြီးမှာတော့တောင်ငူရဲ့နာမည်ကျော် Harmony စားတော့ဆိုင်ရှိပါတယ်။ဒီမှာအေးလေးတောက်ရင်မိန်းလမ်းမကြီးကိုငေးရတဲ့ feeling ကတော့တကယ်ကိုပန်းပြေစီတာပါ။ icon ရဲ့အသက်ဖြစ်တဲ့မင်္ဂလာရုပ်ရှင်ရုံကလည်းဒီငယ်တွေအတွက်မရှိမဖြစ်နေရတစ်ခုပေါ့ဗျာ။ဒါအပြင်ကလေးတို့အတွက်ကစားကွင်းအလှပြင်ဆိုင်ပီဇာဆိုင်နဲ့မင်းလေးကြိုက် fashion design ဆောင်တဲ့ Trincora ဆိုင်တွေလည်းရှိပါသေးတယ်။ icon ထဲကမထွက်ချင်လောက်အောင်သဘောကျတဲ့သူတွေအတွက် hotel ပါတွဲလျက်ပါဝင်ပါတယ်ခင်ဗျာ။ဒီဗီဒီယိုထဲမှာမပါသေးတဲ့တခြားစိတ်ဝင်စားစရာဆိုင်ကောင်းလေးတွေလည်းအများကြီးကြံပါသေးရဲ့ခင်ဗျာတောင်ရောက်ရင်ဖြစ်ဖြစ်အားလည်းရက်တွေမှာပဲဖြစ်ဖြစ် iPhone Shopping Mall ကိုကိုယ်တိုင်လာရောက် level ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ